2016 match la nasane shine sane ne no manapan solution no Palm Sunday ဖြစ်ပါတယ်ပန်းဝေပွဲအကြောင်းကလေးကိုရှင်းပြခြင်းလို့ပါခြေရတဲ့ပဒဝင်ကြီးကမတော်မှာတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဟာနော်တန်ရှင်သောရက်သက်ဘက်ကိုကြိုးစွန်းနေပြီဖြစ်ပါတယ်ဒီလိုတန်ရှင်တဲ့ရက်သက်ဘက်ကိုကျွန်တော်တို့ဝင်လာတဲ့အခါမှာဆိုလို့ရှိရင်ဒီတနင်္ဂနွေနေ့ဝင်လာတဲ့တနင်္ဂနွေနေ့ကိုပန်းဝေပွဲတနင်္ဂနွေနေ့လို့လည်းခေါ်တယ်နော်နောက်တစ်ခုကကျတော့the Lord's Preparation လို့လည်းခေါ်တယ်နော် Palm Sunday လို့လည်းခေါ်တယ်ဆိုတာကိုသင်တို့တွေသိရမှာဖြစ်ပါတယ်So the Palm Sunday မှာနော်သခင်ခရစ်တော်ဟာဂျေရုဆလင်မြို့ကိုဝင်လာတဲ့အခါမှာနော်လူထုကနေပြီးတော့သခင်ခရစ်တော်ကိုစီးကြိုကြတယ်ပြီးလည်းပြီးတော့ဟိုဆန္ဒတန်ရှင်မြင့်မြတ်သောဘုရားမင်္ဂလာရှိစေတည်းဆိုပြီးတော့လူထုကြီးကနေပြီးတော့ကြွေးကြော်အော်ဟစ်ကြတယ်နော်တနင်္ဂနွေနေ့မှာပြီးလည်းပြီးတော့နောက်၄ရက်လောက်ကြာတယ်တောက်ကြနေ့လည်းရောက်တော့ crucify him နော်ကားရင်တင်မှာသူ့ကိုကားရင်တင်မှာဆိုပြီးတော့လည်းပဲဒီတူညီတဲ့လူထုကပဲအော်ဟစ်ကြပြန်တယ်အဲ့တော့ဘာသာဝင်ကြီးကမတော်တို့ကျွန်တော်တို့တွေနော်စားတော့ဆိုင်မှာမန်နျူကလေးကိုကြည့်ပြီးတော့ဒီဟာစားမယ်ဟိုဟာစားမယ်ဆိုပြီးတော့မစိတ်ထားတစ်မျိုးပြောင်းလဲတာထက်ယမနိုင်ကိုမှစိတ်ထားတွေကပြောင်းလဲလွယ်တယ်ဆိုတဲ့လူရဲ့သဘောမနှောကိုကျွန်တော်တို့တွေနော်ထင်ရှားကိုတွေ့ရှိရတယ်အဲ့စိတ်မကောင်းစရာပါပဲကျွန်တော်ရဲ့နှလုံးသားတွေဟာပြောင်းလဲတဲ့သဘောတရားလေးတွေနော်ရှိတယ်ဆိုတာကျွန်တော်တို့တွေလေ့လာတွေ့ရှိရပါတယ်အဲ့တော့ဒီပန်းဝေပွဲမှာပေါ့နော်အမီနှစ်ခုရှိပါတယ်အဲ့အမီနှစ်ခုကဘာလဲဆိုလို့ရှိရင်ပထမတစ်ခုကတော့ Palm Sunday ပန်းဝေပွဲဒုတိယတစ်ခုကျတော့ English လို့ဆိုရင် Passion Sunday ဆိုတဲ့အဓိပ္ပာယ်ဘာလဲဆိုတော့သခင်ခရစ်တော်ဒုက္ခဝေဒနာတော်ကိုခံယူမဲ့เนาะအချိန်ခါအတွက်ဝင်ရောက်လာခြင်းဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်เนาะအဲ့တော့ပန်းဝေပွဲမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ဘာလို့တွေ့ရတယ်လဲဆိုတော့ကျေးဇူးတော်တွေတွေ့ရတယ်တခြင်းဆိုတာတွေကိုတွေ့ရတယ်အဲ့ဒါပြီးတော့လို့ရှိရင်เนาะကျွန်တော်တို့လက်ထဲမှာပေါ့เนาะဒီထန်းလက်တွေကိုကိုင်းဆောင်ပြီးတော့မှကျွန်တော်တို့တွေကเนาะဒီထန်းလက်တွေနဲ့ကျွန်တော်တို့ဝေရန်ပြီးတော့မှသခင်ခရစ်တော်ဝင်ရောက်လာဖို့ကိုကျွန်တော်တို့ကြိုးစိုးကြတယ်အဲ့တော့เนาะဒီပထမPalm Sunday လို့ခေါ်တဲ့ပန်းဝေပွဲတနင်္ဂနွေနေ့ကိုတော့ဒီအမိအရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျေးဇူးတော်နောက်ပြီးတော့ပြည့်ရှင်မှုနောက်ပြီးတော့မှသခင်ခရစ်တော်ကိုကျွန်တော်တို့ရဲ့ဘုရင်ဖြစ်တဲ့ဆိုတဲ့เนาะအနေထားမျိုးနဲ့ကျွန်တော်တို့စီးကြုံမှုကိုကျွန်တော်တို့တွေကပြုလုပ်ခြင်းဖြစ်တယ်ထို့နောက်မှာတော့เนาะကျွန်တော်တို့ကဒုတိယအမိအရဆိုလို့ရှိရင်တော့ဘာဖြစ်တယ်လဲဆိုတော့နော်သခင်ခရစ်တော်ဟာဒုက္ခဝေဒနာတော်ကိုခံယူဖို့အတွက်ရောက်ရှိလာတယ်။ကားတိုင်းကိုထမ်းဆောင်ဖို့အတွက်ရောက်ရှိလာတယ်။ကားတိုင်းမှာရက်ဆက်အသက်ပေးခံဖို့အတွက်ရောက်ရှိလာတယ်။၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်။နော်အဲ့တော့ဘာတွေ့ရတယ်လဲဆိုတော့ဒုက္ခဝေဒနာခံယူခြင်းနောက်ပြီးတော့လူသားတွေအတွက်နော်အနစ်နာခံအနုနာခံပူဇော်ခြင်းပြုလုပ်ပေးခြင်းနောက်ပြီးတော့မသေးခြင်းကိုပွေ့ပိုက်ခြင်းဆိုတဲ့Passion Sunday ဆိုတဲ့ဒုတိယအမိကပုံဖော်ပေးနေပါတယ်အတိတ်ဘယ်ကိုဖွင့်ဆိုပေးနေပါတယ်အတိတ်ဘယ်ကိုနော်ဖွင့်ဆိုပေးနေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်နောက်အချက်ကလေးတစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင်သခင်ခရစ်တော်ကဂျေရုဆလင်မြို့တော်ကိုဝင်လာတဲ့အခါမှာသူဟာတော့ထိုးခြားမြင်းစီးပြီးတော့ဝင်လာတာမဟုတ်ဘူးနော်တော့မီးဆိုတဲ့ donkey ပေါ့နော်ထိုးရကိုစီးပြီးတော့မှထိုးတိရစ္ဆာန်ကိုတရဘွားကိုစီးပြီးတော့မှဝင်လာတာကိုကျွန်တော်တို့တွေတွေ့ရှိရပါတယ်ကျမ်းစာထဲမှာပေါ့နော်အဲ့တော့မင်းရမေမိကွန်ကလေးကနော်ဒီစိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်ကဘာကြောင့်အဲ့လိုမျိုးဖြစ်တာလဲနော်ဘာကြောင့်မလို့သခင်ခရစ်တော်ကမြင်းမစီးပဲနေမြည်ကိုစီးတာလဲဒီနေရာမှာကျွန်တော်ကြည့်ရမှာမြင်းစီးတယ်ဆိုလို့ရှိရင်သူကဘာကိုပုံဖော်တယ်လဲဆိုတော့ power နော်အင်အားပြီးရင် sit were ပြီးရင်ခွန်အား strength မြင်းတွေကနော်သူမှာအင်အားရှိတယ်သူဟာစစ်တိုက်တဲ့နေရာမှာတုံးပြူတယ်နောက်ပြီးသူကခွန်အားကြီးတယ်ဒီနေရာမှာတော့เนาะမြင်းမဟုတ်ဘဲနဲ့မြည်ရဲ့အတိတ်ဘက်ကတော့ဘလို့ပုံဖော်နေလဲเนาะဖော်ဆောင်ပေးနေတယ်လဲဆိုလို့ရှိရင်တော့ငြင်းချမ်းခြင်းနောက်တစ်ခုကကျတော့ humility လို့ခေါ်တဲ့เนาะ nature ခြင်းဆိုတဲ့အကြောင်းအရာကိုပုံဖော်ပေးနေပါတယ်အဲ့တော့သခင်ခရစ်တော်ကမြည်စီးပြီးတော့ဝင်လာရတဲ့အကြောင်းရင်းကတော့သူသည်ငြင်းချမ်းရေးဘုရင်ဖြစ်သည်ဆိုတဲ့အဒီပဲစစ်တိုက်ဖို့လာတာမဟုတ်ဘူးငြိမ်းချမ်းရေးကိုနော်ယူဆောင်ပေးဖို့အတွက်လာတာဖြစ်တယ်နော်ထိုအရာကိုပုံဖော်ပေးနေတာကိုကျွန်တော်တို့တွေတွေ့ရှိရတယ်အဲ့တော့ကျွန်တော်တို့တွေတစ်ဖက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တနင်္ဂနွေနေ့မှာတော့ကြိုးဆိုတယ်နော်တောက်ကြနေကြတော့ကားတိုင်းတင်တယ်ဒီလောက်တော့မှမြန်ဆန်လုံးနဲ့လူရဲ့နှလုံးသားရဲ့အပြောင်းလဲမှုဘာကြောင့်ဖြစ်သွားတာလဲ
အဲ့ဒီအရာကိုကျွန်တော်လေ့လာကြည့်မယ်ဆိုလို့ရှိရင်သခင်ခရစ်တော်ရဲ့နော်ဂျေရုဆလင်ကိုဝင်ရောက်လာပုံဝင်ရောက်လာတဲ့ရည်ရွယ်ချက်ဟာနော်စောင့်ကြိုနေတဲ့လူထုရဲ့မျှော်လင့်နေတဲ့မျှော်လင့်ချက်တွေနဲ့မကန့်ညီဘူးနော်မျှော်လင့်ချက်တွေမကန့်ညီတဲ့အခါမှာဒီအရာတွေကပြောင်းလဲဖြစ်သွားရခြင်းဖြစ်တယ်အဲ့တော့သူတို့မျှော်လင့်နေတဲ့မျှော်လင့်ချက်ကဘာလဲ political king လို့ခေါ်တဲ့နော်အရင်ရေးကြည့်တယ်နော် political king လို့ခေါ်တဲ့နိုင်ငံရေးဘုရင်လူမျိုးကိုသူတို့ကလိုချင်တာအခုလက်ရှိမျက်မှောက်ကာလမှာလည်းပဲဖြစ်ပျက်နေတယ်ကျွန်တော်တို့ကဘုရားသခင်ကိုစစ်တိုက်ခိုင်းချင်နေတယ်ဘုရားသခင်ကနိုင်ငံရေးဘုရင်မဟုတ်ဘူးเนาะသူကအားလုံးရဲ့ဘုရင်ဖြစ်တယ်နိုင်ငံရေးတစ်ခုထဲအတွက်လာတဲ့ဘုရင်မဟုတ်ဘူးနောက်ပြီးသူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်လာတယ်လို့သူတို့ကမျှော်လင့်တယ်เนาะနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီသူ့ရဲ့ဝင်ရောက်လာမှုအားဖြင့်သခင်ခရစ်တော်ဟာနော်တကူလက္ခဏာတွေကိုပြပြီးသွားတော့မှရောမန်အင်ပါယာကြီးရဲ့လက်အောက်ကနေပြီးသွားတော့လွတ်မြောက်နိုင်အောင်နော်ဖော်ဆောင်ပေးလိမ့်မယ်လို့သူတို့ကမျှော်လင့်ထားခဲ့ကြတယ်။သို့တော်လည်းပဲနော်ဒီမျှော်လင့်ချက်တွေဟာသခင်ခရစ်တော်ရဲ့ကြွရောက်လာတဲ့သူ့ရဲ့ရည်ရွယ်ချက်တွေနဲ့မကိုက်ညီဘူးသခင်ခရစ်တော်ကနော်သူဒီဒုက္ခဆင်းရဲခံတယ်servant လို့ခေါ်တဲ့အစီခံတယောက်အနေနဲ့လာရောက်ပြီးသွားတော့မှအဖြစ်တွေကိုနှုတ်ယူကားတိုင်းပေါ်မှာတတ်သိခံဖို့အတွက်လာခြင်းနဲ့လုံးလုံးလျားလျားစန့်ကျင်တဲ့အခါမှာသူ့ကိုနော်မကြည်ညိုတော့ဘူးနောက်ပြီးသွားလို့ရှင်သူ့ကိုမကြိုက်နေတတ်တော့ဘူးနော်သူ့ရဲ့စန့်ကျင်ဘက်တွေအဖြစ်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်စိတ်မကောင်းစရာပါပဲနော်စိတ်မကောင်းစရာပေါ့နော်သူလူတွေအတွက်စိတ်မကောင်းစရာဖြစ်သွားတော့လည်းပဲတကယ်တော့နားလေလာပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့နောက်သခင်ခရစ်တော်ရဲ့နော်ဒီပြည့်စုံအောင်ပြုလုပ်ခဲ့တဲ့သူ့ရဲ့စီမံကိန်းဟာဆိုလို့ရှိရင်ကျွန်တော်အားလုံးအတွက်ပျော်ရွှင်စရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကနားလည်ရမှာဖြစ်တယ်။ဘာကြောင့်လဲ။ကားတိုင်းမရှိဘူးဆိုလို့ရှိရင်နော်ရှင်မြတ်ထမြောက်ခြင်းဆိုတာရှိမှာမဟုတ်ဘူး။အဲ့တော့ရှင်မြတ်ထမြောက်ခြင်းမရှိဘူးကားတိုင်းမသက်ဆောင်ပေးဘူးဆိုလို့ရှိရင်သူဟာကျွန်တော်တို့အတွက်လူတွေကလူပဲဖြစ်ပြီးတော့လူရဲ့အတွေးခေါ်နဲ့နော်ကျွန်တော်တို့ကိုဥဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဟာဒီတန်တရားမှာပဲတဝဲလေလေနဲ့ကေတင်ရှင်ထပ်ပြီးတော့ကြွလာဖို့အတွက်ကိုစောင့်မျှော်နေရမှာဖြစ်တယ်။တခင်ခရစ်တော်ကသူ့ရဲ့လာရောက်မှုကိုပြပြတသားသူဟာသိရှိတဲ့ဖခင်တော်ဘုရားထံကသူသည်လောကသို့ဆင်းကြွလာတယ်ဒုက္ခဝေဒနာတွေကိုခံထမ်းဖို့အတွက်ရောက်ရှိလာတယ်။ကားတိုင်းကိုထမ်းပြေးသွားတော့မှအပြစ်တွေကိုနှုတ်ယူကကေတင်ရှင်တကားကိုဖွင့်ဖို့အတွက်ဆိုတဲ့ပြပြတသားနော်လှုပ်ဆောင်ရမယ့်အရာကိုသူသိရှိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့လူရဲ့အတိုင်းဝိုင်းမှာလူတွေကဘလောက်ပဲသူ့ကိုနော်ဆန့်ကျင်ဘက်ပြုပါစေသူဒီလုပ်ရမယ့်အလုပ်ကိုလှုပ်ဆောင်သွားတယ်ဒါဟာလည်းပဲကျွန်တော်တို့အားလုံးသင်ခန်းစာယူစရာဖြစ်တယ်ခါတလေကျွန်တော်တို့လုပ်တဲ့အလုပ်မှန်ကန်နေတော့ညာလည်းပဲနော်လူထုကနေပြီးတော့မနာလိုမှုကြောင့်ပဲဖြစ်ဖြစ်တရားနဲ့တရားအဖို့ဖက်တွေရှိခဲ့တာကြောင့်ပဲဖြစ်ဖြစ်နော်အမျိုးမျိုးဆန့်ကျင်ဘက်ပြုကောင်းပြုလာနိုင်တဲ့အချိန်ခါမျိုးမှာအမှန်တရားကိုစဉ်းစားမပြတ်လုပ်ရမယ်ဆိုတဲ့သင်ခန်းစာဟာကျွန်တော်ရဲ့နှလုံးသားထဲမှာထည့်သွင်းမှတ်ယူထားရမယ့်အရာဖြစ်တယ်ဆက်လက်ပြီးတော့လည်းပဲเนาะဒီထန်းလက်ထန်းခက်အကြောင်းနဲ့ပတ်သက်ပြီးတော့မနည်းနည်းလေးအတိတ်ပဲလေးကိုเนาะဝင်ခတ်ချင်ပါတယ်ထိုအတိတ်ပဲကတော့ဘာလဲဆိုလို့ရှိရင်เนาะဒီထန်းလက်ထန်းခက်ကလေးတွေကိုသူတို့ဟာเนาะခုတ်ကြပြီးတော့မှဒီကြွလာတဲ့သခင်ခရစ်တော်ကိုသူတို့လမ်းခင်းပေးကြတယ်เนาะလမ်းခင်းပေးကြတယ်အဲ့တော့ဒီထန်းလက်ထန်းခက်ကနော်ဘာအဓိပ္ပာယ်ကိုဖော်ဆောင်နေတယ်လေဖျားเจ้าနေမှာသူ့ကိုကောင်းကြီးပေးပြီးတော့မှလူတွေကလည်းပဲနော်ဘာသာသူတွေကလည်းပဲဒီထန်းလက်ထန်းခက်ကလေးတွေကိုအင်ကိုပြန်ယူသွားကြတယ်နော်ကားထဲမှာထားကြတယ်နော်နောက်ပြီးတော့လို့ရှိရင်လည်းပဲတက်ပုံတွေနားမှာနော်ချိဆွဲတိတက်ရှိပါတယ်တချို့ကျတော့လည်းပဲဖျားတော်တော်ကြီးအိုးထဲမှာနော်ဒီပန်လက်ပန်ခက်ကလေးတွေကိုထိုးထားလေးရှိပါတယ်အဲ့တော့ဒီပန်လက်ပန်ခက်နဲ့ပတ်သက်ပြီးတော့မှเนาะအဓိပ္ပာယ်ကိုသိရှိဖို့ကလည်းပဲရေးကြည့်တယ်လို့ယူဆရတဲ့အတွက်ကြောင့်မလို့အခုပြောပြမှာဖြစ်ပါတယ်ပန်လက်ပန်ခက်ကလေးတွေကိုเนาะဒီအပြင်ပေါ့เนาะတစ်နှစ်တာကုံဆုံးပြီးသွားတယ်နောက်တစ်နှစ်เนาะဒီဝါရင်းကိုပြန်ရောက်လာတဲ့အခါမှာမရောက်ခင်မှာဆိုရင်လည်းပဲကျောင်းတိုင်းဖုန်းတော်ကြီးကနေပြီးတော့ဟေးပန်လက်ပန်ခက်တွေကိုဖျားချောင်းကိုပြန်ယူလာခဲ့ကြเนาะ6ကလပ်နေတော့လည်းပဲပြန်ယူလာခဲ့ကြဆိုပြီးတော့မှားလေးရှိပါတယ်မှားတဲ့အခါမှာနောက်ဖုန်းကြီးကဘာလုပ်ဖို့လဲနော်မီးရှို့ပြီးတော့ပြာချပြီးတော့မပြခံပွဲမှာတုံးနေဆိုတာကိုလည်းပဲသတိရစေချင်တယ်နော်ဒီလိုဆိုလို့ရှိရင်ဒီ
ဒီ Palm Sunday မှာအသုံးပြုတဲ့နော်ထန်လက်ထန်ခက်ကလေးတွေဟာကျွန်တော်တို့ကားထဲမှာအလှဆင်ဖို့မဟုတ်ဘူးကျွန်တော်တို့ရဲ့နေရာမှာအလှဆင်ဖို့မဟုတ်ဘူးကျွန်တော်တို့ရဲ့အိမ်မှာအလှဆင်ဖို့မဟုတ်ဘူးဒါဆိုလို့ရှိရင်ဘာလဲကောင်းကြီးပေးထားတဲ့နော်အရာဖြစ်တယ်သခင်ခရစ်တော်ဟာဘုရင်ဖြစ်ပြီးတော့မှသူ့ကိုကျွန်တော်တို့ရဲ့အိမ်ထဲကိုကြိုးဆိုခြင်းကားထဲမှာထားရဲဆိုရင်လည်းပဲကားထဲမှာသူဒီဘုရင်အနေနဲ့လိုက်ပါနေခြင်းဒီအရာတွေကိုနော်အမှတ်အရာထောက်ရှုစေဖို့ဖြစ်တယ်အခုနောက်တော့ကျွန်တော်ပြောသွားပြီနော်ဘုန်းကြီးကနေပြီးတော့မှဒီပြခံပွဲအတွက်ဒီအရာတွေကိုပြန်ပြီးတော့မှနော်ယူလာခဲ့ပါလို့ပြောတဲ့အခါမှာလည်းပဲဒီပန်းဝေပွဲမှာအသုံးပြုခဲ့တယ်ဒီပန်းချောက်ကလေးတွေဟာနော်6သွားပြီဖြစ်တဲ့ပန်းချောက်ကလေးတွေဟာနော်ဒီသခင်ခရစ်တော်ကိုကျွန်တော်တို့ကဘယင်နေရာမှာမထားဘူးဆိုလို့ရှိရင်နော်ပြဘဝသို့ရောက်ရှိသွားတယ်အဲ့တော့နော်ဒီပြချပြီးသွားတော့မှ believe repent and believe in the gospel နောင်တရ၍နော်တမန်တရားကိုယုံကြည်ပါဆိုပြီးသွားတော့မှရွတ်ဆိုပြီးတော့ယဟန်ကနေပြီးတော့မှနော်နှစ်ဖူးမှာခရစ်တုအမတ်သားကိုပြုလို့တတိပေးလေးရှိတယ်ထို့သည်မဟုတ်နော်နောက်ရွတ်ဆိုတဲ့စာသားလေးတစ်ခုကတော့သင်သည်မြေမှုမှလာ၏နော်မြေမှုတို့သင်သည်ပြန်ရဦးမည်အဲ့တော့ဒီကျွန်တော်တို့ကပန်းချောက်ကလေးတွေလိုပါပဲเนาะတကယ်လို့ဒါကျွန်တော်တို့ရဲ့ဘဝမှာကောင်းကြီးမင်္ဂလာကျေးဇူးတော်အဖျားဖျားရဲအနောက်ကိုမလိုက်ဘူးဆိုလို့ရှိရင်တော့ဖြစ်ရင်ကျွန်တော်တို့ဟာမြေမှုဘဝသို့ပြန်လည်ရောက်ရှိသွားမှာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကလေးနဲ့တတိပေးနှိုးဆော်ခြင်းဖြစ်တာကိုကျွန်တော်တို့တွေတွေ့ရှိရပါတယ်တစ်ဆက်တည်းမှာလည်းပဲပေါ့နော်ဒီပန်းဝေပွဲမှာเนาะဒီခရစ်တူပုံစံပေါ့နော်အရာကလေးတွေကိုဒီပန်းကလေးတွေနဲ့လုပ်ကြတယ်တချို့ကြတော့လည်းပဲအသေးပုံကလေးတွေเนาะလုပ်ကြတယ်ဒါဟာเนาะဘယ်လိုမျိုးပုံဖော်နေလဲဒီပြမှုဖြစ်တဲ့ပြမှုဖြစ်မဲ့ဒီပန်းတို့ဒီเนาะကောင်းချီးမင်္ဂလာတွေကိုခန်းစားရရှိပြီးတော့မှသခင်ခရစ်တော်ရဲ့เนาะဒီကားရင်ပေါ်မှာဒီသိခံချင်းချောင်းမလို့ကျွန်တော်တို့ဒီထာဝရတ္တာကိုရရှိဖွယ်ရဖြစ်တယ်ဆိုတဲ့နောက်ပြီးချစ်ချင်းမြတ်တာတော့ဖြစ်တယ်ဆိုတဲ့အတွက်ဒီຢာတွေကိုလည်းပဲမှတ်ရစေခြင်းဖြစ်ပါတယ်ထို့နောက်မှာတော့ဖြစ်ရင်เนาะဒီပန်းဝေပွဲမှာဝေတဲ့ထန်လက်ထန်ခက်ကလေးတွေနဲ့အကြောင်းကိုကျွန်တော်ရှင်းပြပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဖြစ်ဒီတန်ရှင်တဲ့ရက်သက်ပတ်အတွင်းမှာနော်ဖြစ်ပြတဲ့အဖြစ်ပြက်ကလေးကဒီပန်းဝေပွဲမှာတော့သခင်ခရစ်တော်ရဲ့အောင်နိုင်မှုကိုကျွန်တော်တို့တွေကြွေးကြော်ကြတယ်ဂျာနာဘရိနေကြီးမှာတော့ဖြစ်ရင်ဒီပေါ်သခင်ခရစ်တော်ကကျွန်တော်တို့ရဲ့ကယ်တင်ခြင်းအတွက်အသွေးတော်နဲ့အသားတော်ကိုသွန်လောင်းပေးတယ်ညစာစားဖို့တော်ကိုသတိရစေတယ်တောက်ကြနေ့မှာတော့သူကိုကျွန်တော်တို့တွေကားနိုင်တဲ့ Easter မှာတော့ရှင်ပြန်ထမြောက်တယ်။နောက်ပြီးတော့နောက်တစ်ပတ်လေးရောက်ကောအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ Divine Mercy Sunday လို့ခေါ်တယ်။သခင်ခရစ်တော်ရဲ့နော်ဒီဖယားကုံတတိနဲ့ပြည့်စုံတဲ့တနာကရုဏာတော်ပွဲတော်ကိုကျွန်တော်တို့ကျင်းပကြတယ်။ထိုပွဲတော်မှာတော့နော်ဘုရားဟာတို့တွေကိုခွင့်လွှတ်တယ်။အဲ့တော့ဒီတန်ရှင်တဲ့ရက်တစ်ပတ်နဲ့နော်တစ်ဆက်ထဲမှာကျွန်တော်ဖြစ်ပြနေတဲ့အဖြစ်ပြက်တွေကိုကျွန်တော်တို့ထောက်ရှုခြင်းအားဖြင့်ဘုရားခင်ဟာကျွန်တော်တို့ကိုဘလောက်တောင်ချစ်တယ်လဲပြီးတော့လို့ရှင်ကျွန်တော်တို့ရဲ့ပြောင်းလဲတဲ့နှလုံးသားတွေကိုသူဒီနားလေခွင့်လွှတ်ပေးတယ်ထို့သောလည်းပဲကျွန်တော်တို့ဟာသူ့ရဲ့နော်တက်ချက်မကွာလိုက်ပြီးတော့မှတုံသင်မှုတွေကိုနားထောင်ပြီးတော့မှကျွန်တော်တို့ဟာကားတိုင်းလမ်းကိုလည်းပဲကျွန်တော်တို့တွေရှောင်လန်းရမယ်ဆိုတာကိုသူဖိတ်ခေါ်နေတာကိုကျွန်တော်တို့တွေတွေ့ရှိရပါတယ်အဲ့တော့ဒီမှာရှိတဲ့ဘာသာဝင်ကြီးကိုမနမပေါင်းလို့တန်ရှင်သောရတရပတ်ဖြစ်ပါစေဒီတန်ရှင်တဲ့ရတရပတ်မှာကျင်းပမယ်ဝိနည်းမှန်သမျှထောက်ရှိရမယ်ကျင့်ချက်မှန်သမျှတို့သည်သင်တို့ရဲ့ဝိညာဉ်တွေတိုးတက်ရာတိုးတက်ကြောင်းဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရစေ